အောက်ကပိတ်တဲ့ညာစူညာလို့လို့ချင်အားဖြင့်ဒီဗီဒီယိုဝင်ရတယ်ထည့်ရချင်ပါတယ်ကျွန်တော်တို့ဒီအမှတ်ပေးခြင်းကိုတော့ကျွန်တော်ဒီလိုမှပိုက်လို့ဆရာဥပိကာနဲ့ကျွန်တော်ဆရာစတဲ့ဆရာမတွေကတော့လည်းအကယ်၍အမှတ်ဒီလိုမှဖြစ်ပါတယ်အချိန်ကုန်ဖြစ်ကတော့ကျွန်တော်တို့ကိုမှတို့ကနေမှာဆရာမလာနေမှာဆက်ပြီးတော့ဖြစ်ပါတယ်စနေနေ့ဆိုရင်ကျွန်တော်တို့စတဲ့ရှင်းပြပွဲနဲ့ဘိုးဆက်အဖွဲ့ကိုလက်ကောက်ပြီးတော့ကျွန်တော်ကြိုဆိုပေးရအောင်ဖြစ်ပါစေလို့ဥစွာနှုတ်ဆက်စကားလိုပါတယ်ခုချိန်မှာတော့ကျွန်တော်တို့ကိုယ်စားစတီးခွဲကနေပြီးတော့ Who comes from God ဆိုတဲ့ကောင်းစရာဖြစ်ဆရာမကြီးစုပါနာတင်ကြားပို့ချပေးတော့တဲ့ခြာထရနေပြီးတော့ကျွန်တော်တို့ယဉ်ကျေးကထိရောက်သွားဥမာတော်တစ်ခုကိုပြဆက်အနေဖြင့်ပြန်လည်ပုံပေါ်တင်ဆက်သွားမှာဖြစ်ပါတယ်ဥပမာတွေကအဓိကဆက်တာကတော့ဆရာလေးမျိုးလုံးကိုပဲဖြစ်ပါတယ်သူဟာအယောင်ဆိုးတန်းတဲ့လူမိုက်ပြောက်ဖြစ်ပါတယ်သူဘလောက်ထိဆိုးတန်းလဲဆိုရင်တနေ့မှာဒီနေ့ကွာတနေ့ဘာမှစင်ပြေအောင်ရှိဘူးသူဟာအောက်ချစ်ကိုစိုးတမ်းပါတယ်။တနေ့ကိုခေါင်းတစ်လုံးမရိုက်ခွဲရရင်မနေနိုင်တဲ့သူတယောက်ပါ။ဘာလို့မှလည်းမကြောက်ဘူး။လူတယောက်အသက်ကိုတတ်ဖို့လည်းမလေးတဲ့သူတယောက်။ဒေးဗစ်ရုံရဲ့နာမည်ဆိုတာဘလောက်ထိကြော်ကြားလဲဆိုရင်တနေ့မှာဟဲ့အခုရှိအရာထုတ်ခဲ့စမ်းမင်းမင်းညီမလေးကိုပြန်ပြောစီအရာထုတ်ခဲ့သွားအဲ့ဒီချိန်မှာသူ့ရဲ့စိတ်ထဲမှာသူတွေးနေမိတယ်။ဘာဖြစ်လဲကျွန်တော်တို့ဖြစ်ပျက်ကိုကြည့်နေတနာလို့လား။ဒီကေကိုကျွန်တော်တို့နေတဲ့ပတ်ဝန်းကျင်မှာအနိုင်ကျင့်ခံရခြင်းများမှကြည့်တယ်လို့ပါ။ကျွန်တော်တို့မျော်လင့်ကိုးစားရဆိုကိုလိုပဲရှိတယ်။ဒီဒေးဗစ်လုံးဆိုတဲ့သူဘုရားခင်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်လမ်းပြပေးနာတော်မူပါ။
ရက်ကျင်နာမတန်းဖြစ်ပြီးတော့ဆေးရုံတို့ရောက်ရှိသွားပါတော့တယ် သူ့အမေကတွေးနေတယ်သူ့ရဲ့စိတ်ကငါတာဖြစ်တော့ဆွေးရရှာပဲငါတို့ငါတာသူ့ဖေကိုယူပြရမြတင်တွားစီချင်သူ့အသက်မသေးခင်ဖျားကိုရောက်သွားစီချင်ငါကြိုးစားကြည့်ပါဦးလေ 给别吧，我这给吧，什么？什么讨厌给别吧，什么？什么给别吧？你哪里？别说了，ဒီဘေးကိုဒီတူပါရဟာငါဘယ်လိုလုပ်ရမလဲဆောင်းရမလို့ငါတည်လို့ငါတင်ငါဒီရောက်ပါလေငါဝိညာဉ်ကဘယ်ဖြစ်မှာလဲဟာဟိုဘောတော့ပြောရတဲ့အဖြေရှာကြည့်ရမယ်စမ်းစာထဲမှာအဖြေရှိတော့တယ်我တို့ဒီကိုပြုပြီးတော့အပြစ်ရရောအပြစ်ခံရသည်ဖြစ်တရားသဖြင့်ခံရကြတယ်ဤသူမူကားအပေအဖြစ်ကိုမှမပြုဘူးဆိုပြီးတခင်ကိုရောဒီနိုင်ငံတော်တည်ရကြွလာလို့တော့အခါအကျွန်ုပ်ကိုအောင်မေးတော်မူပါဘူးယေရှုကိုရှောက်ဆိုတယ်အရာရာတတ်နိုင်တယ်ဘုရားကျွန်တော်ဆုတောင်းလို့ပါတယ်ဘုရားသခင်ကျွန်တော်ကိုကောင်းချမ်းမှခြင်းကိုပေးတော်မူလို့ဆိုရင်ကျွန်တော်ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်စက္ကန့်နဲ့ကျွန်တော်လမ်းမရောက်နေတဲ့လူတွေကိုလမ်းမရောက်ကိုရောရှိမောကိုခေါ်လာပေးမယ်ကျွန်တော်ကြည့်ပြီးပါအာမင်
မှာတော့ဒီချက်စားတဲ့စုတော့တယ်ကျွန်တော်ချင်မှာလို့ကျွန်တော်စုဒီဖြစ်ပြီးဝင်ပြီးကိုဆိုအကုန်ကောင်းတော့ရင်အကုန်လုံးပြီးတော့အကုန်လုံးကောင်းတော့ရင် ကျိုးဘောတော့ဒီခုကျွန်တော်ဒီမူဆက်စတင်အားနေဒီလုပ်တဲ့ပြဆက်ကတော့ဘောတော့ကျွန်တော်ဒီစံစာပြရှင်ပေါ်လို့ရအတ္တတာလို့သူကအစားရောသူ့ကိုဖျားခင်ဘောတော့သူရဲ့မျက်လုံးကိုမကန်ချင်းသူကကျွန်တော်ဒီဣတိလာလူမျိုးဘောတော့သူဖျားရဲ့လူမျိုးသူတတ်တယ်ဖြတ်တယ်ဘောတော့အဲ့လိုမျိုးသူကဒီတမတမျိုးတွားရလာမှာပေါ့သူတမတမျိုးတွားရလာမှာသူဖျားတခင်ယေရှုခရစ်တော်ဘောတော့သူကိုဒီချာပြကိုကောင်းကင်နဲ့အရင်တိုင်းကြားလာတာပေါ့ကိုလိုတူတယ်လို့ပြောရချင်တယ်။ငေါ့နေဆက်နေတဲ့ယေရှုပဲသူကပြောခဲ့တယ်ပေါ့နော်။အခုလိုပဲဒီကျွန်တော်ဒီရှင်ပေါ်လို့အဆိုတယ်ပေါ့နော်။သူကဒီဘုရားခင်လာပြီးတော့သူတတ်တာကြောင်းနေသွားတယ်ပေါ့။အဲ့ဒါအခုဒီကျွန်တော်ဒီဘေးရိုးဝင်တတ်တာကိုကြည့်မယ်ဆိုတယ်ပေါ့နော်။သူကအစကတော့ရန်စူမိုင်းပီတီရဲ့အဖြစ်သားတရားဟုတ်တယ်ပေါ့။အခုလိုသူနောက်ဆုံးမှသူဘုရားခင်ကိုလည်းပူဇော်တယ်မှာသူ့မိပြောရဲ့စကားသူနားထောင်တယ်။ဘုရားခင်ကိုပူဇော်အချင်းတော့သူကဒီတပတ်အတွင်းဒီမဲ့ဆိုရဒီအတီးရန်ဘောတော့သူကပြတဲ့လူမြောက်ခဲ့ဘောတော့အဲ့ရတော့ကျွန်တော်ဘုရားခင်ကိုလည်းပူဇော်တယ်မှာလေဟိုအဲ့နဲ့သူကဒီဝေးစီဝါကိုဖြစ်တဲ့ဘောတော့ဒီအမွိုင်းစီဆိုရဒီဝေးစီဝါဖြစ်တဲ့ဆေးဝင်လည်းသူတိဆောက်ခဲ့ဘောတော့သူဒီလိုတိဆောက်ရအကြောင်းမှာသူကဒီသူ့လိုလမ်းမရောက်နေတဲ့သူဘောတော့သူကဒီလမ်းမကိုပြန်အောင်ဘုရားခင်ရှိမောင်းမှာရောက်သူလို့ဆောင်ပြီးခဲ့ဘောတော့ကျွန်တော်ပြောချင်တာတော့တော်တော်ဖြစ်ပါတယ်ကျေးဇူးတင်